နားထောင်ဒီ တွေးပါအမမလေးဟာလူရှင်တော်တွေးကြတော့မပါဘူးမဖြစ်လို့ဦးပါကောင်းပြောတာသမီးပြောတာသမီးပြောတာရှင်ကမှရှင်သမီးရဲ့နှခေါင်းအလောက်အားပေးတယ်သမီးပြောတာမင်းဖြစ်ချေငါစုပ်ပဲထင်ဟဲ့လားစုဝင်နာမည်ရောက်သူတွေဟုတ်နဲ့နာမည်မိတ်ဆက်ပြီလားနာမည်သမီးနာမည်ပြောချေဝါဟုတ်ပြီနာမည်အပြည့်စုံနဲ့နာမည်အပြည့်စုံပြောနာမည်ပြည့်စုံစုပ်ချေဝါဖေဖေနာမည်ဘယ်လိုဖေဖေနာမည်ဘယ်လိုသမီးဖေဖေနာမည်ဘယ်လိုလေးမေမေယာတိန်ဒီကောက်ရရဒါကြမသိရအောင်နော်ဒါတင်တယ်ဒါခလေးဒါအနုပညာသွေးပါလားပပတဲလေးပါတရှင်းလားဆိုတာအခုတမီးကတော့ဗီဇပါနေတရှင်းဆိုတော့ကြည့်တော့မှသူကရွယ်လူကောင်လေးကိုလမ်းကြည့်နေတယ်ကလေးကိုကလေးငယ်လေးရှိသေးတယ်ဘာလို့ရှောက်ပြောမှမသိဘူးအဲ့တော့ဦးလေးကတူမနဲ့တရှင်းလေးထွက်ပြီးတော့ရောက်ဦးလေးတခါတည်းနော်ဒါသမီးကိုကျေးဇူးတင်တော့ရောအထက်ကျန်ဦးလေးပြန်မေးတော့မရိုင်းနိုင်လားအဲ့ဒါဆိုတော့ငါတို့ကြောက်9000စီပေးထားတယ်ဟာဒီပေးတဲ့ငါလည်းမခွဲရသေးဘူးနောက်ဘက်ဆိုကြအောင်နောက်ဘက်နဲ့ဘာဖြစ်သွားမှာမလဲအရင်လေမတာခုတင်တဲ့ကလေးကိုနော်ကလေးမိဘကိုတော့ထွေးတာအရင်လေမှာအဲ့လိုပဲဇန်တော့သမီးလေးအရင်လေမှာတော့အခုမှ3နှစ်ပဲရှိတယ်အခုချိန်ကြီးလေးမယူသေးဘူးဘယ်3နှစ်သမီးကယောက်ျားယူလို့တော့ငါမင်းကိုလေးယူတယ်လို့ပြောနေတာလေးမလေးလို့ပြောရတယ်ကလေးကိုသေချာနားလည်အောင်လားအေးလေသမီးတရှင်းသုံးဖို့ဆိုရမယ်နော်ဟုတ်9000တော့ပြတူပေးတယ်တော့နော်ဟုတ်တယ်ဟုတ်တယ်9000သမီးယူလိုက်နော်ဟုတ်ပါအဲ့မှာကိုနှစ်ခုတော့သမီးကထောင်ဆိုင်လိုက်နော်သမီးနောက်တစ်ပုတ်တော့ဆိုဦးမလားဟုတ်ပြီပပတဲမလေးတူလေး哦，那个花送的，这差年送的，这差。